ဒီနေ့ဆိုလေဒါဟိုဘယ်လိုပြောမလဲကျွန်တော်တို့ရင်ပွဲတွေတက်စားလို့ရှိရင်ပေါ့နော်ကျွန်တော်တို့လိုချင်တဲ့ performance ကိုတိတ်မရဘူးပေါ့နော်တိတ်တော့အားမရဘူးနောက်တစ်ခုကကျွန်တော်တို့ကွင်းအခြေအနေကြောင့်လည်းပါမယ်ပြီးရာသီဥတုအခြေအနေကြောင့်လည်းပါမယ်ပေါ့နော်ကျွန်တော်တို့အဲ့လိုသုံးသပ်ပါတယ်နောက်တစ်ခုကကျွန်တော်တူရဲတယောက်ချင်းစီမှာလည်းဒီနေ့မှာနည်းနည်းလေး pressure ရှိနေလို့ကျွန်တော်ခံစားရတယ်ပေါ့နော်အဲ့လိုမျိုးလေးတော့ကျွန်တော်ထင်ပါတယ်အရင်ပွဲတွေလောက်တော့ကျွန်တော် performance ကောင်းကောင်းမရဘူးလို့ကျွန်တော်ခံစားမိပါတယ်ဗျဟုတ်ဒီနေ့ဘာပဲဒါကောင်းဆုံးပြရတယ်ဆိုတော့လေဝမ်းသာပါတယ်ဗျဒါကျွန်တော် support ပေးကြတဲ့အတင်းရပတ်တနာအားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကျန်တဲ့တော့နောက်ဆုံးမေးခွန်းပါလားချန်ပီယံမျိုးလေးကျဆိုကျွန်တော်တို့ကရာသီစကနေရပါတော့ပြီးရတဲ့ရာသီတုန်းကလည်းကျွန်တော်ချန်ပီယံစုကိုလက်လွတ်ခဲ့ရတာဖြစ်တဲ့အတွက်ဒီရာသီမှာလည်းကျွန်တော်ချန်ပီယံဖြစ်ရမယ်ဆိုတော့ခံယူချက်နဲ့ပေါ့နော်ဒါအမားတွေကိုပြင်ဆင်ပြီးတော့ကျွန်တော်ဒီရာသီအစမှာတော့ကျွန်တော်တပွဲတစ်ပွဲပိုကောင်းအောင်ကျွန်တော်တို့အကောင်းဆုံးကြိုးစားခဲ့တယ်ဆိုတော့အခုပြောသလိုပေါ့နော်ကျွန်တော်တို့ဒါရာသီဝက်မှာဟိုဖြစ်ပေမဲ့ကျွန်တော်တို့ကဒီနောက်ဆုံးfinal အထိပေါ့နော်ကျွန်တော်တို့ကရွေးချက်ထားပြီးတော့ချန်ပီယံစီရရှိအောင်ကျွန်တော်တို့အကောင်းကြိုးစားသွားပါမယ်ဗျဟုတ်